ဦးဇင်းများကလည်းပဲအာလုံသောတက္ကရာမများမှတ်သားရအောင်အင်္ဂုတ္တရနိကေအထကနိဗ္ဗာန်မှာလာရှိတဲ့ဒီဃဇာနုတုတ်တံကိုအခြေခံပြီးတော့ပြောကြားလိုပါတယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကောလိယတိုင်းကက္ကရပတ္တဏီကုံရွာမှာတရင်သုံးတော့ဒီဃဇာနုလို့ခေါ်ရတဲ့ကောလိယမင်းသားကမြတ်စွာဘုရားကိုလျှောက်ထားတယ်တပည့်တော်တို့ကတဲ့ကာမဂုဏ်တွေကိုခံစားကြတဲ့လူဝတ်ကြောင်နေပါဖရာတဲ့ဘုန်းကြီးသီလရှင်မိုးနိုင်သေးပါဘူးလူဝတ်ကြောင်ဘဝမှာမျက်မှောက်ဘဝမှာလည်းပဲအောင်မြင်ကြီးပွားအောင်ဘဝတန်တရားမှာလည်းပဲအောင်မြင်ကြီးပွားအောင်တရားတစ်ပုဒ်တိုးတိုးတုတ်တုတ်ချင်းမြင့်တော်မူပါဒီလိုလျှောက်ထားအဲ့တော့အာလုံသောတက္ကရာမများမိဂုံးလေးကစိတ်ဝင်စားစရာပဲနော်အာလုံသောတက္ကရာမများလည်းပဲသဘင်နေပါတွေပယ်ပြီးတော့သင်္ကန်းဝတ်နိုင်ကြပြီလားမောနိုင်ကြသေးဘူးသီလရှင်ဝတ်နိုင်ကြပြီလားမောနိုင်ကြသေးဘူးနော်လူကြောင့်ဘဝမှာနေကြတဲ့ဖရာတပည့်တော်များအတွက်မျက်မှောက်ဘဝမှာလည်းပဲအောင်မြင်ကြီးပွားချမ်းသာအောင်ဘဝတန်တရားမှာလည်းပဲအောင်မြင်ကြီးပွားချမ်းသာအောင်မြတ်စွာဘုရားတရားတစ်ပုဒ်တိုးတိုးတုတ်တုတ်ဟောကြားတော်မူပါတဲ့အဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကမျက်မှောက်ဘဝမှာအောင်မြင်ကြီးပွားဖို့ဆိုတာတံပဒါ၄မျိုးပြည့်စုံဖို့လိုအပ်တယ်တံပဒါဘယ်နှမျိုးလဲနော်အာလုံသောတက္ကရာမများမှတ်သားရမယ်နော်နံပါတ်1ကဥဋ္ဌာဏတံပဒါတဲ့မြန်မာလိုပြောမယ်ဆိုရင်တော့ထားကြွလုံလဝိရိယနဲ့ပြည့်စုံခြင်းမိမိတို့စီးပွားရေးလုပ်ငန်းလုပ်ကြတဲ့အခါမှာဝီရိယရှိရှိလုပ်ရမယ်ဘယ်လိုလုပ်ရမှာလဲတော့ပြင်းမနေရဘူးအဲ့ဒီဝီရိယဆိုတာကလည်းပဲဦးဇင်းတို့တက္ကရာမများဉာဏ်ပညာပါတဲ့ဝီရိယဘယ်လိုဝီရိယမျိုးလဲတော့ဝီရိယတော့ရှိပါရဲ့ဉာဏ်ပညာမှမပါဘူးဆိုရင်ဦးဇင်းတို့တရားနာပိဋကများအဲ့ဒီဝီရိယမျိုးကတော့ပင်မယုံမဲ့အဖတ်တင်ပါပဲနော်ကြောက်တုံးကြီးတုံးရွှေ့ကြတယ်ဒီတိုင်းကြီးနေငံတွန်းပြီးတော့နေတယ်အားထုတ်တော့အားထုတ်တာပဲမရွေဘူးဒီကြောက်တုံးကြီးဘလို့ရွေ့သွားအောင်လုပ်ရမလဲအောက်ကနေပြီးတော့တလိန်တုံးတို့ဘာတို့ခုရမယ်စသည်အပြင်ဉာဏ်ပါတဲ့ဝီရိယမျိုးရှိရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကအလံကာတုံအလံတန်ဝိတာတုံစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်မယ်ဆိုရင်ကိုလှုပ်တဲ့စီးပွားရေးလုပ်ငန်းကိုယ်တိုင်လည်းပဲလုပ်နိုင်စွမ်းရှိရမယ်သူတစ်ပါးကိုလည်းစီမံခန့်ခွဲနိုင်စွမ်းရှိရမယ်မပြင်းရဘူးတဲ့ဉာဏ်ပညာပါတဲ့ဝိရိယမျိုးနဲ့ကြိုးစားလုပ်ရမယ်တဲ့အဲ့ဒါဥဋ္ဌာဏတံပဒါနောက်ဒုတိယတံပဒါကတော့တက္ကရာမများအရေးကြီးတယ်အာရခတံပဒါပြောကြည့်ပါပါတယ်တော့ထားကြွလုံးလဝရိယနဲ့စီးပွားရေးတွေရှာထားတယ်ရရှိလာတဲ့ပစ္စည်းဥစ္စာကိုတဲ့မပြောင်းမပြဲအောင်ထိမ့်သိမ့်တတ်ရတယ်ဦးဇင်းတို့တက္ကရာမများစီးပွားရလာပြီဆိုလို့ရှိရင်ရလာတာက100သုံးညင်တာကဖြုံးညင်တာက1000ဖြစ်ပါမလားမဖြစ်ဘူးကိုယ့်ရဲ့စီးပွားဥစ္စာကိုတဲ့ဘလို့နီးနဲ့လုံခြုံအောင်ထိမ့်သိမ့်ရမလဲဆိုတာစဉ်းစားပြီးတော့ထိမ့်သိမ့်ရမယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဦးဇင်းတို့တရားနာပိဋကများနင်းကံပြီးတော့သာရှာတော့ရှာတယ်အထိမ့်သိမ့်ကမတတ်ဘူးဆိုရင်အိပ်ပေါင်းနဲ့ဖားကောက်ဆိုတာလို့နော်အဖတ်တင်ရဲ့လားမတင်ဘူးဖားတွေကောက်ကောက်ပြီးတော့အိတ်ထဲထည့်လိုက်တာပဲအပေါက်ကနေပြီးတော့ခုံခုံပြီးတော့ထွက်သွားတယ်ဝိရိယတွေစူးစမ်းပြီးတော့စီးပွားပြီးတော့ရှာလိုက်တာပဲသို့တော်လည်းပဲဓာတ်တွေကိုလုံခြုံအောင်မထိမ့်သိမ့်ဘူးမိဘေးမသိအောင်တခိုးဘေးမသိအောင်မင်းဘေးမသိအောင်ရေဘေးမသိအောင်ဘလို့လုံခြုံအောင်ထိမ့်သိမ့်ရမလဲဆိုပြီးတော့ထိမ့်သိမ့်တတ်ဖို့လိုအပ်တယ်တဲ့အဲ့ဒါမျိုးကိုအာရခတံပဒါနော်နောက်တစ်ခုကနံပါတ်3ကတက္ကရာမများကလျာဏမိတ်တမိတ်ဆွေကောင်းရှိဖို့လိုအပ်တယ်မိတ်ဆွေကောင်းဆိုတာကလောကစီးပွားရေးရှာတဲ့နေရာမှာလည်းပဲမိတ်ဆွေကောင်းမလိုအပ်ဘူးလားလိုအပ်တာပဲကိုယ်ကောင်းရာကောင်းကြောင်ညွှန်ပြမဲ့ပုံကိုယ်တွေမိမိစီးပွားရေးလမ်းကြောင်းကနေပြီးတော့လမ်းချော်ပြီးတော့နေတယ်အပျော်ပါတွေလိုက်စားပြီးတော့နေတယ်ဆိုလို့ချင်းတားမြစ်ပြီးတော့ပေးမဲ့ပုံကိုယ်တွေဒီလိုမိတ်ဆွေကောင်းရှိဖို့လိုအပ်တယ်လမ်းကြောင်းပေါ်လမ်းကြောင်းမှန်ပေါ်မှာတက်မှတ်ပြီးတော့ပေးတတ်တဲ့ဝ
ဟောမိတ်ဆွေကောင်းနေရှိဖို့လိုအပ်တယ်တဲ့ဒါလူလောကမှာနော်နောက်တစ်ခုကတော့တရားဓမ္မများမြတ်စွာဘုရားပြောတာအရေးကြီးတယ်တမ္မစီဝိတာတဲ့ဝင်ငွေထွက်ငွေမျှတအောင်တုံ့တက်ဖို့လိုအပ်တယ်ဝင်ငွေထွက်ငွေမျှတအောင်တုံ့တက်ဖို့လိုအပ်တယ်စာကတော့ဦးဇင်းတို့တရားနာပြည်သားများပြောတာဝင်ငွေထွက်ငွေမျှတအောင်ဆိုလို့ရှိရင်ဘယ်လိုရှိရမလဲဆိုလို့ရှိရင်ဝင်ငွေကထွက်ငွေတဲ့နှစ်ဆတာနေရမယ်ဒီလိုဆိုတယ်တရားဓမ္မများမြတ်စွာဘုရားဟောထားတဲ့ပစ္စည်းဥစ္စာအသုံးပြုပုံအသုံးပြုနည်းစနစ်တကျအသုံးပြုနည်းစိတ်ဝင်စားစရာအကောင်းမိမိတို့မှာတဲ့စီးပွားရေးလုပ်ငန်းလုပ်မှုပိုက်ဆံနေများရလာပြီဆိုလို့ရှိရင်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာကိုစိတ်ကူးနဲ့၄ပုံပုံလိုက်ပါဘယ်နှပုံရမှာလဲတော့ဆိုကြပါစို့ဦးဇင်းတို့တရားဓမ္မများတနေ့ကိုဘတ်400ရတယ်ဆိုကြပါစို့နော်စိတ်ကူးနဲ့၄ပုံခွဲပုံထားလိုက်အဲ့ဒီထဲကတပုံနဲ့မိမိတို့စားဖို့တောက်ဖို့လုပ်ပါတဲ့နှစ်ပုံနဲ့စီးပွားရေးလုပ်ငန်းကိုဆက်လက်ကြိုးစားဖို့အားထုတ်ပါတဲ့အရင်နှီးပြပါတပုံကတော့တဲ့အရေးရဲ့အကြောင်းရဲ့သုံးဖို့ဆိုပြီးတော့သိမ့်ထားပါတဲ့မြတ်စွာဘုရားပစ္စည်းဥစ္စာအသုံးပြုဖို့နော်မှတ်သားစရာမကောင်းဘူးလားကောင်းတယ်တပုံနဲ့စားရမယ်တောက်ရမယ်အိမ်တော်ပရိဘောဂတို့ဘာတို့ဒီလိုလုပ်ရမယ်နှစ်ပုံကတော့နောက်ထပ်စီးပွားရေးလုပ်ငန်းဆက်လက်ပြီးတော့လုပ်နိုင်အောင်ဆိုပြီးတော့အရင်နှီးပြုရမယ်တပုံကြတော့ဘေးရန်အန္တရာယ်တွေကြုံတွေ့လာပြီဆိုလို့ရှိရင်အသုံးပြုဖို့ဆိုပြီးတော့ခြေဆောင်လက်ဆောင်နေနဲ့ထားရမယ်အဲ့တော့မိမိတို့ဘဝဆိုတာဥစဉ်တို့တရားဓမ္မများအမြဲတမ်းထာဝရအစဉ်ပြေနေနိုင်မှာမလားမပြေနိုင်ဘူးတခါတရံကျမ်းမာရေးမကောင်းတာမရှိနိုင်ဘူးလားအဲ့လိုဆိုရင်သိမ့်ထားတာမရှိဘူးဆိုရင်ဥစဉ်တို့တရားနာပြီးတိုက်ဒုက္ခရောက်ပြီနော်တခါတရံမိဘေးကြုံတွေ့ရမယ်ရေဘေးကြုံတွေ့ရမယ်လေဘေးကြုံတွေ့ရမယ်ဘာဘေးညာဘေးတွေဆိုတာရှိနိုင်တယ်ဒါကြောင့်မို့ရှေ့ရေးကိုလည်းပဲမျှော်ကိုပြီးတော့ဥစဉ်တို့တရားနာပြီးတိုက်သိမ့်ထားဖို့လိုအပ်သေးတယ်နော်ဒါကြောင့်မို့ပစ္စည်းဥစ္စာများရှာဖွေလဲရရင်ဥစဉ်တို့တရားနာပြည်သားများအကုန်လုံးသုံးမပြေရဘူးသိမ့်ထားဖို့လိုအပ်တယ်ဘာဖြစ်ဖို့လိုအပ်တော့မြတ်စွာဘုရားကဒီမှာနံပါတ်၄အင်္ဂါကဝင်ငွေထွက်ငွေမျှတအောင်သုံးဖို့လိုအပ်တယ်တဲ့နော်ဝင်ငွေကထွက်ငွေတဲ့နှစ်ဆကိုတာပြီးတော့နေမှဖြစ်မှာအဲ့တော့ဒီမှာမြတ်စွာဘုရားကတရားဓမ္မများလှူဖို့တန်းဖို့ဆိုပြီးတော့အထူးတက်လဲတောင်ပြောပြီးတော့မထားဘူးလှူဖို့တန်းဖို့လှုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဘေးရန်အန္တရာယ်ကြုံတွေ့ဖို့ဆိုပြီးတော့အရေးရဲ့အကြောင်းရဲ့သုံးဖို့ခြေဆောင်လက်ဆောင်ထားတဲ့ထဲကလည်းပဲမလှူနဲ့တဲ့စီးပွားရေးဥစ္စာအရင်နေပြုဖို့ဆိုပြီးတော့ဖယ်ထားတဲ့နှစ်ပုံတွေကလည်းပဲမလှူနဲ့တဲ့စားဖို့တောက်ဖို့ဆိုပြီးတော့ဖယ်ထားတဲ့ပထမဆုံးတပုံတွေကပဲဖဲ့ပြီးတော့လှူတဲ့မြတ်စွာဘုရားကနော်အဲ့ဒီလိုတောင်ပြောတယ်ကဲရှိသေးတော့မြတ်စွာဘုရားကဟောဒီ၄မျိုးထားကြွလုံလဝရိယရှိရမယ်မိမိရှာဖွေလို့ရရှိတဲ့ပစ္စည်းဥစ္စာတွေကိုအလေအလွတ်မရှိအောင်ထိမ့်သိမ်းတတ်ရမယ်မိကောင်းဆွေကောင်းရှိရမယ်နောက်တစ်ခုကဝင်ငွေထွက်ငွေမျှတအောင်သုံးတတ်ရမယ်အဲ့ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ဟာတဲ့မျက်မှောက်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာမယ်တဲ့နော်အဲ့တော့တမလွန်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာဖို့ဆိုတာလည်းလိုအပ်သေးတယ်ဘဝဆိုတာဒီတဘဝတစ်ခုတည်းနဲ့တင်ပြီးမသွားဘူးနောက်ဘဝတွေဆိုတာရှိသေးတယ်နောက်ဘဝတွေမှာချမ်းသာဖို့ဆိုတာကတော့တတ္တတံပရာတဲ့ဖရာတရားတန်ခါကိုယုံကြည်တဲ့တရားတရားမျိုးရှိရမယ်သီလတံပရာကိုချင်းသီလတရားကိုလည်းပဲပြစ်မထားရဘူးစာခတံပရာတဏ္ဍန်သမျှလည်းပဲလှူရမယ်တန်းရမယ်ပေးရမယ်ပညာတံပရအသိဉာဏ်ပညာနဲ့လည်းပဲပြည့်စုံရမယ်၄မျိုးမျက်မှောက်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာဖို့ဘယ်နှမျိုးတဲ့တော့၄မျိုးတမလွန်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာဖို့ဘယ်နှမျိုးတော့၄မျိုးနော်အဲ့ဒီလို၄မျိုးနှစ်လီတရားတွေနဲ့ပြည့်စုံရင်ဒီပုဂ္ဂိုလ်ဟာလူကြောင့်ဘဝမှာနေပြီမဲ့မျက်မှောက်ဘဝမှာလည်းပဲအောင်မြင်ကြီးပွားချမ်းသာမှာဘဝတန်တရားမှာလည်းပဲအောင်မြင်ကြီးပွားချမ်းသာမှာဆိုပြီးတော့မြတ်စွာဘုရားကဖြေကြားပါတယ်ဒါကြောင့်မို့ဦးဇင်းတို့တရားနာပြည်သားများနော်တဏှာကြီးမှာလာပြီးတော့အလုံးလုံးကြတယ်ဆိုတာ
မျက်မှောက်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာအောင်ရှာဖွေလို့ရရသမျှတွေကိုတုံ့ဖြုံပြီးတော့မပြစ်ကြဘဲနဲ့စုစုစည်းစည်းနဲ့သိမ့်ထားဖို့ဆဲ